Okay ကျွန်တော်တို့ရဲ့ WordPress course ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ရှေ့ဗီဒီယိုတွေမှာလောက်ခဲ့တာတွေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ website ကတော်တော်လေးပြီးလို့နေပါဖြစ်ပြီပေါ့နော်ဆိုတော့ session လေးနည်းနည်းပဲကျန်တော့တယ်အဲ့ဒီကျန်တဲ့ session တွေကိုကျွန်တော်တို့ဒီနေ့မှာစောင့်ကြမယ်ဆိုတော့ကျွန်တော်တို့ design file ကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာဒီတစ် session ကျန်မယ်ပြီးရင် FAQ session ကျန်မယ်ပြီးရင် footer ကျန်မယ် header ကျန်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနေ့အဲ့ session ၄ခုလုံးကိုလောက်ကြမယ်အဲ့တော့ကျွန်တော်အကုန်လုံးကိုတော့အသေးစိတ်မပြောပြတော့ဘူးကျွန်တော်လုပ်နေကြအတိုင်းပဲ flow အတိုင်းပဲသွားကြမယ်ဆိုတော့ဒီ session ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီ session မှာဓာတ်ပုံတွေရှိရဲဆိုတော့ဓာတ်ပုံတွေတောင်းထားလိုက်ပါပြီးတော့ရင်ဒီ session ကဘောင်ကတ်နေတဲ့အတွက်ကျွန်တော်ဒီကောင်ကို full width ထားမယ် full width ထားပြီးရင်သူ့အတွင်းထဲမှာ container နှစ်ခုရှိတယ်လို့ကျွန်တော်တွေးလိုက်တယ်ဆိုတော့ဒီဘက်တစ်ချမ်းရယ်ပြီးရင်ကျွန်တော်တို့ဒီဘက်တစ်ချမ်းရယ်အဲ့မှာသတိထားမိရဒီနှစ်ခုကအဲ့လို50-50တဝက်စီယူထားတာမဟုတ်ဘူးဗျာဒီဘက်ကနည်းနည်းလေးချင်းတယ်ဆိုတော့ကျွန်တော်ဒီကောင်ကို45ထားပြီး45ရာခိုင်နှုန်းယူမယ်ပြီးဒီကောင်ကို55ရာခိုင်နှုန်းယူမယ်ဆိုတော့အဲ့ဒီတိုင်းကျွန်တော်တို့အရင် container setup ပြင်လုပ်အောင်ဆိုတော့ website ကိုလာပြီး Adobe Elementor နဲ့ဝင်လိုက်ပြီးရင်ကျွန်တော်တို့ session တစ်ခုအသစ်တစ်ခုထည့်မယ်ပြီးရင်သူက session အထဲမှာcontainer နှစ်ခုရှိမှာဆိုကျွန်တော်ဒီ layer ဟောက်ရွှေ့လိုက်မယ်ပြီးတော့သူက full width ပြီးတော့ကျွန်တော်နာမည်ပေးမယ်ဗျာကျွန်တော်အရှိမပြောခဲ့တဲ့အတိုင်းပဲနာမည်ပေးထားတာကောင်းတယ်ဆိုတော့ကျွန်တော်ဒီကောင်ကို favorite category လို့ပေးလိုက်မယ်ပြီးရင်ဒီ container ကကျွန်တော်အရှိမပြောခဲ့လို့45ဒီဘက် container ကိုကျွန်တော်က55လို့ပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီဘက် container ကိုစပြီးတော့စောက်ကြမယ်ဆိုတော့ဒီဘက် container မှာဆိုလို့ရှိရင်စာရှိမယ်ပုံရှိမယ်ဆိုတော့ကျွန်တော်စာကို container အသစ်တစ်ခုနဲ့ထည့်မယ်ပြီးရင်ဒီ container ကိုကျွန်တော် padding နေပေးမယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်အပေါ်က100ဘယ်ဘက်က60အဲ့ဒီတိုင်းလုပ်မယ်ပြီးရင်ကျွန်တော် okay ဆိုတော့အဲ့ဟာအရင်လောက်အောင်ဒီကောင် content လို့နာမည်ပေးပြီးရင်ဒီမှာစာထည့်မှာဆိုတော့ container တစ်ခုထည့်လိုက်မယ် container တစ်ခုထည့်ပြီးရင်အဲ့ဒီထဲကိုကျွန်တော်တို့ heading widget တစ်ခုထည့်မယ်ပြီးရင် text editor တစ်ခုထည့်မယ် okay ပြီးရင်ကျွန်တော်တို့ heading ရဲ့စာအုပ်ယူသူက4860အမဲ okay ကျွန်တော်တစ်ချက်ကြည့်မယ်စာထည့်ပြီးရင်4860 typography မှန်တယ် color လည်းမှန်တယ်ပြီးရင်သူက alignment က start မှာရှိရမယ်ပြီးရင်ကျွန်တော်တို့ text editor ကိုပြင်ရအောင် text editor မှာဆိုရင်ဒီလိုပြီးတော့သူက724အမဲ okay 724ပြီးတော့ color ကအမဲဆိုကျွန်တော်ဒီ heading ကနေပြီးကူလိုက်မယ် okay ပြီးကျွန်တော်တို့ spacing နေကြည့်ရမယ်ဆိုတော့ဒီ container ထဲမှာအပေါ်ကtop က100ပြီးရင်ဘယ်ဘက်က60ပြီးတော့အမှကျွန်တော်တို့သတိထားရမှာကဒီကောင်ကျွန်တော်တို့ဒီ heading ကအောက်ကိုကျနေရဗျာဆိုတော့အောက်ကိုကျနေရဆိုတော့သူရဲ့ width က306ဆိုတော့အဲ့ width အတိုင်းပေးမယ်ပြီးရင်ဒီ text ကကြတော့ကျွန်တော်တို့ဒီ text editor ဖြစ်တဲ့အတွက်လို့ width ကိုကစားစရာမလိုဘူးဗျာမကစားပဲလုပ်လို့ရတယ်ဆိုတော့အရင်ဆုံး header အရင်လုပ်လိုက်မယ်ဆိုတော့ header မှာ pixel 306ပြီးရင်ကျွန်တော်တို့ဒီကောင်ကိုသူက while you away ဆိုတာအဲ့ရနေစားဆိုတော့အဲ့တော့ကျွန်တော်တို့ cursor အမှဒီ cursor ကိုကျွန်တော်တို့ဒီမှာချပြီးတော့ enter နှိပ်လိုက်လို့ရှင်စာတစ်ကြောင်းဆင်းသွားပြီပြင်သူတို့ကြားက spacing တစ်ချက်ချီ16ဆိုတော့ container ကို cap ကို16ပေးလိုက် okay ဒါဆိုလို့ရှင်ကျွန်တော်တို့ content ရပြီပြီးရင်ကျွန်တော်တို့ဒီသရွက်ကလေးမထည့်ခင်ကျွန်တော်ဒီပုံအရင်ထည့်မယ်ဗျာဆိုတော့အောက်မှာဓာတ်ပုံတစ်ပုံရှိမယ်ဒီဓာတ်ပုံကစာနဲ့100 pixel กว่าတယ်ပေါ့ဂျားထဲမှာ100 pixel กว่าတယ်ဆိုတော့ကျွန်တော် content နဲ့မှာ image တစ်ခုထည့်ပြီးရင်အဲ့ဒီ image ကိုကျွန်တော်တို့ဓာတ်ပုံတောင်းပြီးတော့ upload လုပ်ရမယ်ဆိုတော့ကျွန်တော် upload မလုပ်ရသေးတဲ့အတွက် upload အရင်လုပ်လိုက်မယ် okay ဓာတ်ပုံနဲ့ upload လုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီခွေးပုံလေးထည့်ကြမယ်ဆိုတော့ခွေးပုံလေးထည့်မယ်ပြီးရင်သူကကျွန်တော်တို့ width နဲ့ height က fix width နဲ့ fix height ဆိုတော့ကျွန်တော်အဲ့တိုင်းပဲပေးကြမယ်ဆိုတော့405 416 width က405ပြီးတော့ height က416ပြီးရင်ကျွန်တော်တို့တွေ object fit ကို cover center ထားလိုက်မယ် okay ဆိုတော့ဒီ image ကိုတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်ဘယ်ညာကိုပြဲနေရဗျာအဲ့ဒါကဘာလို့လဲဆိုရင်ဒီ content ကကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲသူ့ရဲ့ default က stretch ဗျာ
ဆိုတော့ stretch ဖြစ်နေလို့ဒီ image ကဒီ purple line လေးကြီးကြည့်ပါနော်ဒါဆိုလို့ရှင်သူကျန်းကျဲနေဆိုတော့အဲ့ဒါကိုကျွန်တော်တို့ start ကိုပြောင်းလိုက်မယ်ဆိုရင်ဒီ image ကမကျဲတော့ဘူးဒါပေမဲ့ design မှာဆိုရင်ဒီ image ကညာဘက်ကိုကတ်နေတာဆိုတော့အဲ့ဒါကျွန်တော်ညာဘက်ကတ်မလို့လောက်ကြမလဲဆိုတော့ဒီ image ကိုသွားပြီး advance ကိုသွားလိုက်လို့ရှင် align self ဆိုတာရှိတယ်ကျွန်တော်တို့အဲ့ဒီ align self မှာ and လို့ပြောင်းလိုက်တာ ਨੇ ဒီဘက်ကိုကတ်တာပြောချင်တာကျွန်တော်ကအပေါ်တော့က container အပေါ် content container ကိုဘယ်လိုမျိုး align လုပ်ခဲ့အဲ့တော့ element တစ်ခုချင်းစီကိုလည်း align self နဲ့ပြန်ပြီးတော့ချိန်လို့ရတယ်ဆိုတော့အခုကျွန်တော်ညာဘက်ကတ်လိုက်ပြီဆိုတော့ညာဘက်ကတ်သွားရင်ပြီးတို့ကြားမှာ space က100ဆိုတော့ cap ကိုကျွန်တော်100ထည့်လိုက်မယ် okay ပြီးရင်ကျွန်တော်တို့ဒီသစ်ရွက်ကလေးထည့်ကြမယ်ဆိုတော့သစ်ရွက်ကလေးတွေကကျွန်တော်တို့ position absolute နဲ့ထည့်မှာပေါ့နော်သစ်ရွက်2ရွက်ရှိမယ်ဆိုတော့ကျွန်တော်ဒီ container ထဲမှာတစ်ခုထည့်လိုက်မယ်ပြီးရင် okay ကျွန်တော်ဒီလိုလုပ်လိုက်မယ်အဲ့တော့ဒီ main container ကြီးမှာပဲထည့်ပြီးတော့percentage နဲ့ပဲကစားကြမယ်အဲ့တော့ဒီထဲမှာနောက်ထပ် image နှစ်ခုထည့်ရမယ်ကျွန်တော် image တစ်ခုပဲအရင်ထည့်အောင်မယ်အဲ့ဒီ image ကိုတရွက်ရွေးပြီးတော့ကျွန်တော်တို့ချိန်ရမယ်တရွက်ရွေးလိုက်ပြီးသူ့ရဲ့ width နဲ့ height ကwidth က83 height က63 okay အဲ့တိုင်းပြီးမယ်83 height က63ပြီးရင်ကျွန်တော်တို့ object vector ပါလုပ်ဖို့မေ့ပါနဲ့okay ဒါဆိုတရွက်ရပြီဆိုကျွန်တော်တို့ဒီအရင်ဆုံးဘယ်နာလေးမှာထားကြမလဲကျွန်တော်ဒီစာပေနားမှာအရင်ထားလိုက်မယ်ဗျာအဲ့ကျွန်တော် position absolute ဆိုသူကဒီဘက် down ကိုကတ်သွားတယ်ဗျာအဲ့တော့ကျွန်တော်တို့တွေအလွယ်ဆုံးနီလန်းက horizontal orientation ကိုကျွန်တော်ဒီဘက်ကိုရွှေ့လိုက်မယ်ပြီးတော့မှကျွန်တော်က percentage ကိုပြောင်းပြီးတော့နေရာတစ်ချက်ချိန်ကြည့်လိုက်မယ်ဒီကောင်ကို values 30ပြီးရင် body က30 20 okay 20လောက်ကအဆင်ပြေဆိုကျွန်တော်20ထားလိုက်မယ်ပြီးရင်နောက်ထပ်ကျွန်တော်ဒီ image ကိုပဲ duplicate လုပ်လိုက်မယ် duplicate လုပ်ပြီးတော့သူကခွေးလေးရဲ့နားမှာရှိနေရမှာဆိုတော့ကျွန်တော်တို့တွေ orientation ကိုဘယ်ဘက်ကိုပြန်ပြောင်းလိုက်မယ်ပြီးသူကအောက်ဘက်မှာဆိုတော့အဲ့ကနေမှကျွန်တော်တို့တွေ percentage ပြောင်းဒီကောင်လည်း percentage ပြောင်းလိုက်မယ်ပြောင်းပြီးတော့မှကျွန်တော်တို့တစ်ချက်ညှိအောင်ဆိုတော့ဒီက orientation ကိုအရင်ဆုံးညှိလိုက်မယ်ဘာလို့ဆိုတော့အပေါ်ရောက်နေလို့သူကတက်ပုံရဲ့အောင်နာလောက်လေးဆိုတော့ဒီနေရာ34ပြီးတော့ကျွန်တော်ဒီကောင်ကို okay ဒီလောက်ဆိုအဆင်ပြေပြီပြီးတော့ကျွန်တော်တစ်ရွက်ကိုကြည့်မယ်ဆိုရင်တစ်ရွက်ကဒီကောင်က rotate ဖြစ်နေတာဆိုတော့ rotate ဖြစ်နေတဲ့အတွက်ကျွန်တော်တို့အရင်ဆုံးဒီတစ်ရွက်ကို transform rotate ပြီးတော့ကျွန်တော်တို့ဘယ်လောက်လဲကြမလဲဒီလိုလဲလိုက်မယ်ဆိုတော့60မှာကျွန်တော်60ရွှေ့လိုက်ပြီပြီးရင်ကျွန်တော်တို့သတိထားမိမှာပါဒီ image ကဒီ image အရာနဲ့ဒီ image color တွေမတူဘူးဘာလို့လဲဆိုတော့ဒီ image မှာ opacity 60ဆိုပြီးပါနေရဗျာဆိုတော့ဒီ image ကို opacity short ထားလို့အရောင်လေးညော့နေတာဆိုတော့ကျွန်တော်တို့တွေ opacity short ကြမယ်အဲ့တော့ဓာတ်ပုံကို opacity short မယ်ဆိုလို့ရှိရင် style ကိုလာပြီးတော့ဒီအောက်မှာ opacity ဆိုတာရှိရယ်အဲ့မှာကျွန်တော်တို့က60ဆိုတော့ 0.6 ပြီးရင်ဒီကောင်ကိုလည်း style opacity 0.6 okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်တစ်ချမ်းပြီးသားပြီအဲဆိုလို့ရှိရင်ဓာတ်ပုံလေးတွေပဲရှိရဘက်ချမ်းလုပ်ကြည့်အောင်ဆိုတော့ကျွန်တော်ဒီ container ကို images လို့ပေးမယ်ပြီးတော့ဒီ session ကိုကြည့်မယ်ဆိုရင် column နောက်ထပ်2ခုအတွင်းထဲမှာရှိနေရဗျာဆိုတော့ကျွန်တော်တို့အရင်ဆုံး container နောက်ထပ်2ခုထည့်လိုက်မယ်ဒီဘက် images container တွေကိုဆိုတော့ container 2ခုကိုကျွန်တော်က Beijing ကဆိုတော့ images ကိုရွေး direction ကို body horizontal ပြောင်းလိုက်မယ် okay ပြီးကျွန်တော်တို့ဒီဘက်က image ကိုအရင်ထည့်မယ်ဆိုတော့ထဲမှာ image 2ခုရှိရယ်ဆိုတော့ image 2ခုထည့်လိုက်မယ်ပြီးကျွန်တော်တို့တွေအပေါ် image ကိုတစ်ချက်ကြည့်အောင်ဆိုတော့အပေါ် image က happy dog number 5ပြီးရင်သူက height က fixed height ဆိုတော့262 width က fill ဆိုတာကကျွန်တော်တို့ elemental ရဲ့ width 100% နဲ့တူတူပဲရှိသလောက်ယူဆိုတဲ့သဘောမျိုးနဲ့ဒါ fix မှာခဲ့အသုံးတော့ပါနော်
ဆိုတော့ဒီ values ကိုမကြည့်ဘူးဒီ fix ဖြစ်နေတဲ့ဟာ262ကိုပဲကြည့်မယ်ဆိုတော့အပေါ် image က height က262 width က 100% ပြီးရင်ကျွန်တော်တို့ object fit cover center ပြီးရင်သူက weight က happy.5 okay ပြီးရင်ကျွန်တော်တို့အောက်ကပုံတစ်ချက်ကြည့်မယ်အောက်ကပုံက happy dog number 2ဆိုတော့ happy dog number 2ကိုရွေးပြီးတော့သူကကျန်တဲ့ space ကိုအပြည့်ယူဆိုရတဲ့အတွက် height က 100% ဖြစ်မှာโอเคဒီမှာကျွန်တော်တို့ဓာတ်ပုံကို 100% ပေးလိုက်ပင်မယ်သူကအောက်ကိုကြီးမတော့ဆိုတော့အဲ့ဒါဘာဖြစ်တာလဲဆိုတော့ကျွန်တော်တို့ container ကိုသုံးထားလို့ဗျာဆိုတော့ container မှာကျွန်တော်တို့အဲ့လို direction ကို vertical ထားပြီးတော့ stretch လုပ်လို့မရအောင်ပြီးရင်သူ့ရဲ့ image widget ကိုလည်းကျွန်တော်တို့အဲ့လိုမျိုး 100% ပေးလိုက်လို့မပြည့်တော့ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ဘယ်လိုဖြည့်ရှင်းမလဲဆိုလို့ရှိရင်ကျွန်တော်တို့ container မသုံးတော့ဆိုတော့အဲ့ဒါကျွန်တော်တို့ container ကိုဖြတ်လိုက်မယ် widget အသစ်တစ်ခုပေါ့နော်အဲ့လို flex box လိုမျိုးနောက်ထပ်တစ်ခုရှိတယ်အဲ့ဒါက grid လို့ခေါ်တယ်ဆိုတော့အခုဒီနေ့ကျွန်တော်တို့ဒီ grid ကိုသုံးမယ်grid ကကြတော့နည်းနည်းလေးနားလေဖို့ခက်တယ်ဗျာနားလေဖို့ရှုပ်တယ်ဆိုတော့လုံရင်းလုံနေပဲ grid ရဲ့သဘောတရားမြင်လာမှာဆိုတော့ကျွန်တော်အသေးစိတ်တော့မရှင်းပြတော့ဆိုတော့အခုဒီမှာကြည့်မယ်ဆိုလို့ရှိရင် column ကတစ်ခုပဲရှိမှာဆိုတော့ column 1ပြီးရင် row က2ပြီးရင်ကျွန်တော်ဒီလို grid နှစ်ခုရှိနေမယ်ပြီးရင်အပေါ်မှာတစ်ပုံအောက်မှာတစ်ပုံဆိုတော့အဲ့ဒါကိုကျွန်တော်တို့ဒီ design file တွေကလိုမျိုးအပေါ်က262 height ရှိမယ်ပြင်ကျန်တာ fill အဲ့လိုသဘောတရားလုပ်လို့ရတယ်အဲ့ဒါကဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီဘက် grid ကို select လုပ်လိုက်ပြီးရင်ဒီ row မှာကျွန်တော်တို့ဒီ alpha ကိုခဲတံလေးပြောင်းလိုက်မယ်ခဲတံလေးပြောင်းပြီးတော့ကျွန်တော်တို့ကအပေါ်ကို262 pixel ထားခြင်းနဲ့ပြီးရင်ကျွန်တော်တို့အောက်ကဟာကိုဆက်ပြီးတော့ဖြည့်သွားဆိုတော့ကျွန်တော် 1 alpha လို့ပေးလိုက်တယ်ဆိုတော့ကျွန်တော်အဲ့ဒါကိုလည်းအသေးစိတ်ရှင်းမပြဘူး diffraction အကြောင်းကိုလည်းမပြောတော့ဘူးအဓိကသူရဲ့သဘောတရားပါလဲဆိုတော့အပေါ်တစ်ခုကိုဒီအပေါ် row ကို262 pixel ယူပြီးရင်ကျန်တဲ့ row ကို 1 alpha အပြည့်ယူအဲ့လိုသဘောမျိုးပြီးရင်ကျွန်တော်တို့ဓာတ်ပုံတွေထည့်ကြမယ်ဆိုတော့ကျွန်တော်တို့ image တစ်ခုအရင်ထည့်လိုက်မယ်ပြီးတော့ဒီ image ကဒီခွေးလေး okay ဆိုတော့ခွေးပြီးရင်သူကဒီမှာဒီ line လေးရှိတယ်ဒါက grid ရဲ့ outline လို့ခေါ်တယ် grid ရဲ့ outline ကြော်နေရယ်ဆိုတော့ကျွန်တော်တို့က height ကို 100% လိုချင်တာဆိုတော့ heightကို 100% ပေးလိုက်မယ်ပြီးရင် width ကိုလည်း 100% ပေးလိုက်မယ်ပြီးတော့ object fit ကို cover ပြောင်းလိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော် image တစ်ပုံရပြီပြီးရင်ကျွန်တော်နောက်တစ်ပုံကို duplicate လုပ်လိုက်တဲ့အချိန်မှာ auto fill ဖြစ်သွားပြီဆိုတော့အဲ့ဒီမှာကျွန်တော်တို့ပုံပြင်လိုက်မယ် okay ဒါရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ grid ကိုဖြတ်ပြီးတော့အလုပ်လုပ်တဲ့ grid ကို duplicate ပြီးရင်ကျွန်တော်တို့ဒီ grid ကိုrow ကိုပြောင်းပြန်လှန်ရမယ်ဆိုတော့ 1 alpha ပြီးတော့မှ262 pixel ပြီးရင်ကျွန်တော်တို့တွေဓာတ်ပုံကိုချိန်မယ်ဆိုတော့ဓာတ်ပုံကပေါ်ကဓာတ်ပုံကဒီဟာလေးပြီးတော့အောက်ကဓာတ်ပုံကကြတော့ဒီခွေလေး okay ဆိုတော့ကျွန်တော်တို့ preview တစ်ချက်ကြည့်အောင်အဲ့ဒါဆိုလို့ရှိရင်အကုန်လုံးလည်းအလုပ်လုပ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကြံတာဆိုလို့ spacing လေးပဲကြံတာဆိုတော့ spacing တွေလိုက်ထည့်ကြမယ်ဆိုတော့ဒီခြားထဲမှာဓာတ်ပုံတွေခြားထဲမှာ gap က4ရှိနေဆိုတော့ကျွန်တော်တို့တွေသုံးခဲ့သမျှ container တွေ grid တွေခြားထဲကို gap တွေလိုက်ထည့်မယ်ဆိုတော့4ပြီးဒီနှစ်ခုခြားထဲရလဲ4ဆိုတော့ဒီမှာကျွန်တော် link ချိန်ပြီးတော့4လို့ထည့်လိုက်မယ် preview ကြည့်မယ်okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ session က design file အတိုင်းဖြစ်သွားပြီ okay ဆိုတော့ကျွန်တော်ဒီမှာပြောဖို့ကြံခဲ့တာဘာလဲဆိုတော့ဒီ background image ကိုပြောချင်တာဆိုတော့ကျွန်တော်တို့ session တွေကို select လုပ်တဲ့အချိန်မှာ background image လို့ပေါ်မနေဘူးဗျာဒါပေမဲ့အနောက်မှာကအဖြူမဟုတ်ဘဲနဲ့အရောင်တစ်ခုဝင်နေတယ်အဲ့ဒါကဘာလို့လဲဆိုတော့ကျွန်တော်ဒီ frame ကြီးတစ်ခုလုံးကို background color ပေးထားတာလို့ဆိုတော့အဲ့ဒီ background color ကိုကျွန်တော်တို့လည်းဒီ Elementor မှာ frame ကြီးတစ်ခုလုံးကို background color ပေးမယ်ဆိုတော့အဲ့ဒါကဘယ်လိုပေးရတာလဲဆိုလို့ရှိရင်ဒီအပေါ်ဘက်တောက်မှာ page setting ဆိုတာရှိရယ်ဆိုတော့ page setting ကိုနှိပ်ဒီ style ကိုလာ background type မှာ classic ပြီးရင် color မှာလုပ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ canvas ဒီတစ်ခုလုံးကဒီ background color ပြောင်းသွားပြီပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ် session ဆက်ပြီးတော့ဆောက်လို့ရပြီ
Okay now session ကကျတော့ FAQ ဒီ session ကိုကြည့်မယ်ဆိုလို့ရှိရင်သူကထဲက frame က width က fix ဖြစ်နေ800 pixel ဆိုတော့ကျွန်တော်တို့ဒီဟာကို container box width ပြီးတော့ box ကိုမှ800 pixel ထားမယ်ပြီးရင်ဒီမှာတစ်ခါလေးကြည့်ကြည့်အောင် heading တစ်ခုရှိမယ်ပြီးတော့ဒီကောင်ကိုဒီ FAQ လုပ်တဲ့ဟာရောနှိပ်လိုက်လို့ရှင်စာပွင့်လာတဲ့ဟာလေအဲ့ဒါကိုကျွန်တော်တို့က accordion လို့ခေါ်တယ်ဆိုတော့အဲ့ဒီ heading widget ရဲ့ accordion widget ရဲ့ထည့်မယ်ပြီးရင်ကြားရဲက space က64အပေါ်140အောက်က200 okay ဆိုတော့အဲ့ဒီအတိုင်းလုပ်ကြမယ်အဲ့တော့ကျွန်တော်တို့ container အသစ်တစ်ခုထည့် container ကို FAQ လို့နာမည်ပေးပြီးရင် content box width ကို width က800 pixel okay ဆိုတော့သူကအလေတက်ရပြီဆိုရင်သူက padding ကအပေါ်က140အောက်က200အဲ့မှာကျွန်တော်တို့ဒီ secret အရင်ကျင်းသွားလို့ရှင်ဖောင်နေကပ်နေအောင်လို့ဒီဘေးမှာကျွန်တော်က32လောက်တော့ထည့်တယ် okay ပြီးရင်ကျွန်တော်တို့ heading ထည့်မယ် heading တစ်ခုပြီးရင်ဒီ widget ထဲမှာ accordion ဆိုရဲ widget တစ်ခုရှိတယ်အဲ့ဒါထည့်လိုက်ထည့်ပြီးသွားပြီသူရဲ့ခြားက space က64ဆိုတော့ gap ကို64 okay ဒါကြောင့် heading ကိုတစ်ချက်ကြည့် heading စာကိုသူက65 60 color ကဒီအရာcolor မှန်တယ်ဆိုတော့ကျွန်တော်သိရ heading ပြပြီးတော့သူက alignment က start 65ပြီးတော့သူက pet parents ကအောက်ကိုဆင်းလာဆိုကျွန်တော်ဒီမှာ pet parents okay ပြီးရင်ကျွန်တော်တို့ accordions ကို style လုပ်ကြမယ်ဆိုတော့ကျွန်တော်တို့ဒီမှာမလုပ်ခင် Figma မှာယဉ်ကြည့်အောင်ဆိုတော့ကျွန်တော် Figma တွေကိုရောက်လာပြီဆိုလို့ရှိရင်ဒီကောင်ကို prototype မှာအရင်သွားကြည့်မယ်ဆိုတော့ prototype မှာဆိုရင်သူ့ရဲ့ accordion သဘောတရားဒီနှိပ်လိုက်လို့ရှိရင်စာပေါ်လာတဲ့သဘောပေါ့နော်ပြန်နှိပ်ရင်ပြန်ပိတ်သွားမယ်ဆိုတော့အဲ့လိုပုံစံမျိုးကို accordion လို့ခေါ်တယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ဒီမှာဒီလိုနှိပ်လိုက်တော့မှရောစာပေါ်ရဗျာအဲ့တော့ design file မှာဆိုလို့ရှိရင်အဲ့ဒါကကူးလို့မရအောင်ဆိုတော့အဲ့လိုမျိုးကူရတာလွယ်အောင်ကျွန်တော်ဘယ်လိုလုပ်လဲဆိုလို့ရှိရင်ဒီ content ကို copy ယူလိုက်တယ်ပြီးရင်ကျွန်တော်ကိုပိုင် Figma file တခုပေါ့နော်အဲ့မှာ paste လုပ်လိုက်တယ်နောက် paste လုပ်ချင်တော့ color background color တော့မပါတဲ့ကျွန်တော်တို့ fill မှာ color တခုထည့်လိုက်တယ်ဆိုတော့အဖြူရောင်ဝင်လာပြီဆိုတော့အဲ့မှာကျွန်တော်တို့ဒီထဲက FAQ component ပေါ့နော်ဒီ component ကိုကျွန်တော်တို့ဒီဘက်ထောက်မှာ default ကို hover လို့ပြောင်းလိုက်လို့ရှိရင်ကျွန်တော်ဒီ accordion ပွင့်လာမယ်ဒါဆိုလို့ရှိရင်အခုဒီမှာကျွန်တော်တို့ပွင့်နေတဲ့ state ရယ်ပိတ်နေတဲ့ state ရယ် design နှစ်ခုလုံးပေါ်လာပြီဆိုတော့အဲဒီကနေမှကျွန်တော်တို့ design စပြီးတော့လုပ်လို့ရပြီဆိုတော့အဲဒီမှာကျွန်တော်တို့ဒီ icon လေးတွေကိုအရင်ဆုံး export လုပ်မယ်ဆိုတော့အဲဒီပိတ်တဲ့ icon ရယ်ဖွင့်တဲ့ icon နှစ်ခုစလုံးကို export လုပ်ပါတော့ပြီးတော့ icon ဖြစ်တဲ့အတွက်ကျွန်တော်တို့SVG နဲ့ output export လုပ်ရမယ်ဆိုတော့ export လုပ်လိုက်ပါ export လုပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီစာကိုခဏထားလိုက်အောင်မယ်အဲ့တော့ဒီ close state ကိုအရင်ဆုံး design လုပ်ရမယ်ဆိုတော့ဒီမှာဆိုလို့ရှိရင် heading text တစ်ခုရှိရယ်သူရဲ့ space က12အပေါ်18ဘယ်ညာ12ပေါ့နော်အဲ့တော့ဘယ်ညာ12အပေါ်18ဘယ်ညာ12အောက်12အဲ့လိုမျိုးသွားကြမယ်ဆိုတော့အဲ့မှာပြီးရင်သူက border လေးတစ်ခုရှိရယ်ဆိုတော့အဲ့မှာကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဒီကနေအစဉ်လိုက်လောက်သွားကြမယ်အစဉ်လိုက်လောက်သွားကြတဲ့အချိန်မှာသူ့ရဲ့ icon ကဒီဘက်မှာရှိနေရဗျာညာဘက်ချမ်းမှာရှိနေတဲ့အတွက်ကျွန်တော်တို့ icon ကိုဒီဘက်ကိုပို့မယ်ပြီးရင် icon position ကို stretch လုပ်လိုက်မယ်ဒါဆိုကျွန်တော်တို့လိုချင်တဲ့ဟာရပြီပြီးရင်ကျွန်တော်အမြဲတမ်းလုပ်နေကြအရာတစ်ခုရှိရယ် accordion ကသူ့ရဲ့ default style က border radius တွေပါတယ်ဗျာဆိုတော့အဲ့ဒါတွေကိုကျွန်တော်မကြိုက်ဘူးမကြိုက်တဲ့အတွက်ကျွန်တော်အကုန်လုံး0လုပ်လိုက်တယ်ဗျာ values တွေအကုန်လုံးဖယ်လိုက်တယ် sheet များ values တွေအကုန်လုံးဆိုတော့အရင်ဆုံးကျွန်တော် border တွေလည်းအကုန်ဖြောင်းမယ်ပြီးရင် padding တွေလည်းအကုန်ဖြောင်းလိုက်တယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီကနေစလို့ရတယ်အဲ့တော့ဒီမှာ content ကိုပြန်လာခုနကကျွန်တော်တို့ down ထားတဲ့ icon တွေကိုဒီမှာ upload svg ဆိုပြီးတော့တင်လို့ရတယ်ဆိုတော့ကျွန်တော် upload လုပ်လိုက်မယ်ဒီမှာ enable လုပ်လိုက်ပါနော် okay upload လုပ်ပြီးသွားပြီဆိုတော့တစ်ခါလေကြလို့ရှိရင်ဒီလိုမျိုးကြောင်တတ်တယ်အဲ့ကြလို့ရှိရင်ဒီတိုင်းပဲပိတ်လိုက်ပိတ်ပြီးသွားလို့ရှိရင် expand လုပ်တဲ့ဟာအပေါင်းကိုဒီမှာအပေါင်းနှိပ်ပြီးရင်ဒီမှာဆိုလို့ရှိရင်ပိတ်တဲ့ဟာကပိတ်တဲ့ဟာနှိပ်လိုက် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ print page ခလုတ်လေးပြောင်းသွားပြီပြီးရင်ကျွန်တော်တို့ဒီ accordion ရဲ့ spacing တွေကိုတစ်ချက်ကြည့်ကြမယ်
accordion မှာဆိုလို့ရှိရင်သူက pattern ကအပေါ်က18ဖေညာ12အောက်12 okay ပြီးရင်သူ့မှာ border တစ်ခုရှိရတဲ့ဆိုတော့ border solid ပြီးတော့သူရဲ့ border bottom ဆိုတော့ bottom 1 pixel ပြီးရင်သူရဲ့ border color ကဒီမှာဒီ color ဒါဒီမှာဆိုလို့ရှိရင်ရောအလွယ်တကူကိုလို့မရအောင်ဒီမှာဒီဟာက detach variable ဖြုတ်လိုက်တယ်အဲဆိုရင်တော့ value ပေါ်လာပြီအဲဒီ color ကိုဒီမှာ color ထည့်လိုက် okay ပြီးရင်သူကကျွန်တော်ဒီလိုဖွင့်လိုက်လို့ရှိရင်ဒီ border ပျောက်သွားမှာဆိုတော့ကျွန်တော် active မှာဒီ border ကို none လို့လုပ်လိုက်ဒါဆိုရင်ဖွင့်လိုက်တဲ့အချိန်မှာအဲ့ border ပျောက်သွားမယ် okay ပြီးရင်ကျွန်တော်တို့ header ရဲ့ typography ကိုကြည့်မယ်ဆိုတော့ header ရဲ့ typography ကြည့်မယ်ဆိုရင်သူလည်းပဲ variable နဲ့ချိန်ထားတယ် detach လုပ်လိုက် manrob second 24ပြီးတော့ font size က regular ပြီးတော့ color က black ဆိုတော့ကျွန်တော်ဒီ color ကိုလည်းတစ်ခါတည်းကူသွားလိုက်မယ် okay ပြီးရင်ကျွန်တော် color ချိန်မယ်ပြီးရင်ကျွန်တော်တို့ icon size ကိုချက်ကြည့်အောင် icon ကဒီမှာဆို hover လုပ်လို့ရှိရင်28 height ကလည်း28ဆိုတော့အဲ့ဒီအတိုင်းလုပ်မယ်ပြီးတော့ size က28 okay and ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေ content စပြီးတော့လုပ်လို့ရပြီအဲ့တော့ဒီထဲမှာလို့ဖွင့်လိုက်လို့ရှိရင်ကျွန်တော်တို့ထဲကို widget တစ်ခုထည့်ရတာဗျာဆိုတော့ widget တစ်ခုထည့်မယ်ဆိုရင်ကျွန်တော်တို့တွေဒီဘက်ကိုလာအဲ့ဒီမှာ text editor ရှာလိုက်မယ်ပြီးရင် text editor ကိုဒီထဲကို drag and drop လုပ်လိုက်မယ်အဲ့ဆိုသူက color ကကျွန်တော် color အဖြူမျိုးမပေါ်တာကျွန်တော်ဒီက color အရင်ဆုံးကူးလိုက်မယ် detach လုပ်ကူ text color ကိုအရင်ပြင်လိုက်မယ် okay color ပြင်ပြီဆိုရင်သူရဲ့ spacing တွေတစ်ချက်ကြည့်ကြမယ်သူရဲ့ space တွေကအဓိကတော့ကျွန်တော်ဘယ်ညာကိုတစ်ချက်ညှိရပါဗျာဆိုတော့ကျွန်တော် accordion ပြန်လာဒီ style တွေက content ကိုဘယ်ညာဆက်နှစ် okay အဲဒါကျွန်တော် preview တစ်ချက်ကြည့်အောင် preview တစ်ချက်ကြည့်မယ်ဆိုရင်ကျွန်တော်လိုချင်တဲ့ဟာရပြီဒါပေမဲ့သူက content အောက်လေးမှာpattern စနစ်နဲ့ border တသေးလေးတစ်ခုရှိတယ်အဲ့ဒါကကြတော့ကျွန်တော်ဘယ်လို copy ယူလဲဆိုတော့ဒီမှာ border color ဒီအရောင်ဖြစ်သွားဆိုတော့ဒီ color copy ကိုပြီးသွားပြီဆိုရင်ကျွန်တော်တို့တွေဒီသူ့အထဲမှာရှိတဲ့ text editor ကိုလာပြီးရင် pattern bottom စနစ်ပြီးတော့သူက border solid ပြီးတော့ bottom မှာ color okay အဲ့ဒါ preview မှာတစ်ချက်ကြည့်မယ်ဆိုရင် color ကအရင် set တယ်ဗျာနည်းနည်းမိန်လေးပဲဗျာဆိုတော့အဲ့ border မထည့်လဲရတယ်ဘာမှမဖြစ်ဘူး okay ဒါဆိုကျွန်တော်တို့ဒီ style ရပါပြီ style ရပြီဆိုတော့မှကျွန်တော်တို့တွေ content တွေပြင်ရမယ်အဲ့တော့ကျွန်တော်တို့ဒီ accordion ကိုလာပြီးတော့ content ကိုရှိရယ် content မှာကျွန်တော် heading ကိုအရင်ဆုံးထည့်မယ်ဆိုတော့ heading ကဒီကောင် copy issue ပြီးသွားရင်ဒီမှာတိုက်တွေထည့်လိုက်မယ်ပြီးရင်သူထည့်စာအောင် copy ကိုပြီးတော့ဒီအောက်က replace လုပ်လိုက်မယ် okay ပြီးရင်တော့သတိထားမှာတစ်ခွက်ပါလဲဆိုတော့ဒီ item 1ထဲမှာပဲထည့်လိုက်တာဗျာ item 1ထဲမှာပဲထည့်လိုက်တဲ့ item 2 item 3မှာကျွန်တော်တို့တွေ text editor ထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပေါ်မှာလုပ်ခဲ့တဲ့ style တွေအကုန်လုံးပြန်ပြီးတော့လုပ်ရမှာဆိုတော့အဲ့ဒါကိုကျွန်တော်အလွယ်ဘယ်လိုလုပ်ကြမလဲဆိုလို့ရှိရင် item 2ရဲ့3ရဲ့ကိုဖြတ်ပြီးသွားပြီဆိုလို့ရှိရင်ဒီကောင်ကိုလှုပ်ထားပြီးသားကောင် duplicate လုပ်လိုက်အဲဆို duplicate 5ခုရှိတဲ့ duplicate 5ခုလုပ်လိုက်တယ်အဲဆိုကျွန်တော်တစ်ချက် preview ကြည့်မယ် okay သူ accordion ကကြတော့ကျွန်တော် JavaScript တွေအများကြီးပါတဲ့အတွက်ဒီ laptop ဒီ editor မှာလုပ်မယ်ဆိုလို့ရှိရင်နည်းနည်းလေးတော့ lag တယ်ဗျာဥပမာဆိုလို့ရှိရင်ဒီကောင်တွေဆိုလို့ရှိရင် icon တွေကအရင် default ဟာကြီးပြန်ပြောင်းသွားတာတို့ပါတော့ဒါတွေကကျွန်တော် front end မှာကပြဿနာမဖြစ်ဘူးဆိုတော့ဒီဟာတွေကိုအရင်စိတ်မပူနဲ့ပြီးရင်ကျွန်တော်တို့တွေဒီ title ချိန်မယ်ပြီးရင်သူ့ထဲကစာတွေချိန်မယ်ဆိုတော့ okay လောက်ကြမယ် okay ဒီမှာကျွန်တော်သတိထားဖို့ကြံခဲ့တာတစ်ခုရှိတယ်ဗျဘာလဲဆိုလို့ရှိရင်ဖွင့်လိုက်လို့ရှိရင်ဒီစာက icon အောက်ကိုရောက်နေတယ်ဆိုတော့အဲ့တော့ကျွန်တော်ဒီဘက် pattern လေးကိုနည်းနည်းလေးတိုးပြီးတော့ပေးရအောင်ဆိုတော့အဲ့ accordion ပြန်လာ accordion ရဲ့ content မှာကျွန်တော်ညာဘက်ကို12မထားပဲ32ထားလိုက်မယ် okay ဒါဆိုလို့ရှိရင်အများကြီးပို့ပြီးကြည့်လို့ကောင်းပါပြီ okay ဒါဆိုလို့ရှိရင် accordion လေးရသွားပြီပြီးပြီဆိုရင်ကျွန်တော် accordion ရဲ့ setting တချို့ပြောပြမယ်
အဲ့ဒါပါလေကျွန်တော် interaction ပါနော်ဒီ interaction က default state ကျွန်တော် website စပြီးလုပ်တဲ့အချိန်မှာ first expanded သူကဘယ်လိုသဘောတရားလဲဆိုတော့ website စပြီးလုပ်မယ်ဆိုလို့ website ကိုစပြီးရောက်ချင်းပါတယ်ဒီ accordion ရဲ့ပထမဆုံး question ကအဲ့လိုမျိုးပွင့်ထားပြီးသားဗျာအဲ့လိုလုပ်လို့ရတယ်ဒါကြတော့ all collapse ကကြတော့အကုန်လုံးပိတ်နေရဗျာပြီးတော့လို့ရှိရင် max items expand on ဆိုတာကကျွန်တော်ဒီမှာဆိုလို့ရှိရင်သတိထားတာကျွန်တော်1ထားတာ1ထားတဲ့အတွက် accordion တစ်ခုပဲဖွင့်လို့ရတယ်ဗျာဒါပေမဲ့အကုန်လုံးကိုဖွင့်နေတယ်ဆိုလို့ရှိရင် margin ပဲပြောင်းလိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့3 4 5ကိုတပြိုင်တည်းဖွင့်လို့ရတယ်Okay ဒါကတော့ကျွန်တော်ရဲ့ personal preference ပေါ့နော်ပြီးရင်ကျွန်တော် animation duration ကိုကျွန်တော်400မထားဘူးပါဆိုတော့400အရင်နှီးတယ်ကျွန်တော်တို့ပေါ့နော်ဒါကျွန်တော်ပုံမှန်200ပဲထားတယ် Okay ဒါဆိုလို့ရှိရင်ကျွန်တော် publish လုပ်လိုက်လုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ preview တစ်ချက်ကြည့်လိုက်မယ် Okay preview မှာဆိုရင်ကျွန်တော်တို့လောက်ထားတဲ့ session တစ်ချက်သွားကြည့်အောင် Okay ဒီ session လည်းကြည့်လို့ပေါင်းတယ်Okay မှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ FAQ session ရပြီကျွန်တော်ပြောသလိုပဲဒီက editor မှာအဆင်မပြေပေမဲ့ဒီမှာတော့အဆင်ပြေလာတယ် Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့2 session ပြီးသားပြီအဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ header နဲ့ footer ကိုဆက်ပြီးတော့သွားကြမယ်